ဘယ်ပြောရပါမယ်ရေးလေတရားကြီးသုံးအုပ်မပြောနဲ့အုပ်30ရေးလိုက်စမ်းပါငါတို့ကတော့အေးစစ်စစ်ပဲဒီမှာတွေးကြည့်တယ်အိုးဒေါက်တာဖိုစီရီဆိုသူရေးတာလေသုံးအုပ်ဒါမဲ့နော်သူသုံးအုပ်လို့သာပြောတာရှင်သူတကယ်ရေးပြစ်လိုက်တာနှစ်အုပ်ရေးအပြီးမှာပဲဖိလစ်ပိုင်နိုင်ငံဟာလွတ်လပ်ရေးရသွားတယ်အားကြလိုက်တာကျမတကယ်အားကြပါတယ်ကျမလိုပဲနောက်ထပ်အားကြတဲ့ဆရာကြီးလည်းရှိတာပဲကျမတို့စုပေါင်းပြီးတော့ဆရာဖေမြင့်ပေါ့နော်ဆရာဖေမြင့်ဆရာလည်းတန်လေးခံလေးချလိုက်ပါနော်သုံးအုပ်ရေးမယ်ဆရာချစ်ဦးညိုဆရာကြီးသုံးအုပ်ရေးမယ်ကျန်လို့ဆရာရင်ချွတ်ချွတ်ပေါ့ပေါ့ကျမတို့စီကသုံးအုပ်လောက်နဲ့မရဘူးထင်တယ်အုပ်30လောက်ပေါ့ဆရာလည်းအုပ်30ရေးကျမလည်းအုပ်30ရေးကိုပီကျရေးကာတွန်းနေများကြီးပါကာတွန်းနေဆရာကာတွန်းနေတော်တော်ပြောင်းလောက်တဲ့ကာတွန်းနေကျမခါရဲဆိုလို့ရှင်ဆရာအော်ပီကျရဲ့ကာတွန်းနေသူမရှိရင်ပေါ့နော်သူကျမနဲ့တူမပါလာဘူးဆိုရင်ပေါ့ကျမဟောပြောခဲ့တဲ့မှာဆရာအော်ပီကျရဲ့ကာတွန်းလေးတွေထည့်ပြီးပြောလို့ရှိရင်ဘာလို့လဲဆိုတော့အဲ့ကာတွန်းလေးတွေကကျမတို့ရှင်ညမှာခံစားရတော့ရီးရပါရဲ့ကာတွန်းစာရီးရတယ်ဒါပေမဲ့အဲ့ကာတွန်းရီးရတဲ့ကာတွန်းလေးဟာကျမတို့ကိုရင်နာစွာနဲ့ရီးရတဲ့ကာတွန်းလေးသူကာတွန်းလေးတွေကျမအခုချိန်ထိမမေ့ဘူးကျမလေဟောပြောပွဲတစ်ခုမှာထားပါတော့နော်တနားရီလောက်ချိန်ရတယ်အဲ့တနားရီလောက်မှာကျမအကြောင်းကျမမပြောနဲ့ကျမဖတ်တဲ့စာလေးအကြောင်းတခြားဟာမပြောပါနဲ့ကာတွန်းပညာအကြောင်းပဲပြောပါဟိုပီချက်ကာတွန်းနဲ့ပြောပါဆိုတနားရီကျမမလောက်ဘူးဘာလို့ဆိုကျမခုချိန်ထိအောင်ဆရာကာတွန်းနဲ့မှတ်မိနေတာခုချိန်ထိတတနဲ့ဆွဲနေတဲ့ကာတွန်းနဲ့ကောင်းလို့နဲ့ဆိုတာလေဖတ်ပြီးတဲ့နောက်ကိုခံစားရလို့ပေါ့နော်အဲ့လိုကာတွန်းမျိုးတွေအဲ့တော့ဆရာကိုလည်းကျမကပြောမယ်ဆရာလည်းကာတွန်းဆွဲအပုတ်ဆရာတို့ကာတွန်းဆိုတာကာတွန်းနည်းနည်းပို့ပြီးတော့သေးတာနော်သေးတဲ့ခါကျကျမတို့ကစာတော့အုပ်ဆုံးဆရာကာတွန်းအပုတ်300လောက်ပေါ့နော်ဆရာအရင်တော့ကတော့စာပေစစ်စစ်ရှိတဲ့အချိန်တုန်းကတော့ဆရာကာတွန်းနဲ့ယာနဲ့ချစ်ပြီးတော့အဖြုတ်ခံရတယ်ဆရာဆွဲကောင်းတယ်တော်တော်ဆွဲကောင်းတယ်ဆရာရေးလိုက်တိုင်းဘက်ကလည်းမဂ္ဂဇင်းနဲ့မပါဘူးပယ်လိုက်တာပဲအဲ့ကျခါကြကျမကလေအားငယ်တာပေါ့နော်ကျမဟာဆရာကြီးကျမလေးဒီလလေကျမစာလေးမပါပြန်ဘူးဆရာခါကြဒီလစာကြီး2ဖိုက်3ဖိုက်တော့ဖြတ်ခံရတယ်ဆိုဟာဆရာမလည်းဒါလေးနေရကျွန်တော်ဆိုပုတ်100လောက်ရှိတယ်ပယ်တာအများကြီးပဲဆိုတော့အဲ့လိုကျမတို့စုပြီးတော့ခရိုနီပပျောက်ရေးလို့နော်အုပ်ချုပ်ရေးမှာငွေများတဲ့လူနိုင်ရှည်များတဲ့လူနိုင်များတဲ့လူနိုင်ဗာများနိုင်တယ်ပေါ့အဲ့လိုမျိုးအဖြစ်ကနေလည်းလွတ်အောင်ငြိမ်းချမ်းရေးလည်းရအောင်ကချင်နဲ့ဒီမှာဆိုရနဲ့စစ်သက်လိုက်ပြန်ပြက်လိုက်စစ်သက်လိုက်ပြန်ပြက်လိုက်လည်းနဲ့ချလိုက်ပြန်ပြက်လိုက်โอเคကျမတို့မှာတခါဆိုရင်လေကျမမှတ်မိတယ်မြစ်သားကိုကျမဟောပြောပွဲသွားတော့မနေ့ကသွားကြတာပထမလေရင်နဲ့မန်းလေးကိုသွားတယ်အဲ့မှာလေရင်ကဆင်းပြီးတဲ့နောက်မှာဟာတဲ့မြစ်ကြီးနားမှာပေါ့နော်အပြစ်ခတ်ရက်စဲလိုက်တယ်ဟာကျမဝမ်းသာလိုက်တာကောင်းလိုက်တာလို့အဲ့ဒီတည်းကိုကျမတို့ပြောနေတာကြောင်ဘယ်စိပြဒုက္ခတွေရဲ့ဒုက္ခအသက်အိုးအိမ်စီစဉ်နေနိုင်ပဲဟိုသူတို့ရဲ့လူမှုဘဝဒုက္ခတွေကျမတို့မှာအများကြီးပဲကိုယ်တိုင်အဲ့လိုမရောက်နေတော့မှနော်ရောက်တဲ့လူတွေရဲ့တင်ထားတဲ့ Facebook တွေရအောင်ရေးလိုက်တဲ့အပြန်အလှန်စာတွေရအောင်ပြန်ပြောတာတွေရအောင်ကျမတို့သိထားတာဆိုတော့အဲ့လိုစစ်ရေးလိုက်ပြီပေါ့နော်အဲ့ဒီခါကျကျမတော်တော်ဝမ်းသာသွားတယ်အဲ့လိုပဲကျမဟောပြောပွဲမှာတောင်းမှပြောလိုက်တယ်ဟာဒီကနေ့ကတော့ရင်းချမ်းတဲ့နေ့လို့ပြောတယ်ပေါ့ကျမရဲ့တော်ရင်လူမန္တလေးရဲ့ဆရာဦးထွန်းလွင်ရဲ့ပြောပြီးမကြပါဘူးအဲ့ဒီပဲလားနောက်တစ်နေ့လားမသိဘူးဟာပြန်ချပုံများရတယ်လို့ပြောကြတယ်ခါကြကျမတို့ကပြောလိုက်ပြီးဟာဝမ်းသာရေပေါ့နော်တကယ်ပဲရင်းချမ်းပါစီဆိုပြီးတော့ပြောလိုက်တယ်နောက်တစ်နေ့ကျတော့ပြန်ချလို့ဆိုတော့ तू ကတိတ်ပြီးတော့ယုံကြည်လို့မရဘူးပေါ့နော်အဲ့လိုမျိုးအချိန်မှာကျမတို့ကပို့ပြီးတော့ဘယ်လိုပြောမလဲကိုယ့်ရဲ့မျှော်လင့်ချက်ကြီးပို့ပြီးတော့ဒီဆက်စီခြင်းကိုမျှော်လင့်နိုင်တယ်ဒီဆက်စီခြင်းဆိုတော့အဲ့လိုမျိုးစစ်လေးငြိမ်းသွားဖို့လေကျမတို့ဆန္ဒရှိတယ်အဲ့လိုမျိုးငြိမ်းဖို့တက်ကိုကျမစအုပ်ရှင်းစမ်းမှာတော့အုပ်ရေးရမလားဆဲအုပ်ရေးရမလားအဲ့လိုတန်လိထန်ချပြီးရေးနိုင်တဲ့ကိုဖြစ်ချင်လိုက်တာဒါပေမဲ့ကျမအဲ့လောက်တတ်တယ်ရှိသူ့လိုကိုတတ်တယ်ပြီးတော့ကိုတတ်တယ်ပါမယ်ဆိုတော့ဒီရဲ့ချက်နဲ့စာအုပ်တာရေးရလို့ကတော့ကျမတို့မြန်မာစာရေးဆရာကျမတင်တယောက်မှတောင်ကြံမှာမဟုတ်ဘူးတို့အဲ့တော့မရနိုင်ဘူးတခုတော့မှားနေပြီဘာမှားလဲတော့မသိဘူးကျမတို့ရေးတဲ့ဒီဘက်ကမှားတာလည်းဖြစ်နိုင်တယ်ဖတ်တဲ့ဒီဘက်ကမှားတာလည်းဖြစ်နိုင်တယ်ဖတ်သူနဲ့ရေးသူကြားထဲမှာအိုးအဝေးကြီးဆိုတော့ဘယ်လိုမှားလဲတော့မသိဘူးကျမ
အဲ့ဒီအဖြေကိုတော့ကျွန်မဖြေရှာမယ်ကျွန်မကြောက်ထဲမဟုတ်ဆရာအပူကျဲကိုလည်းဖြေရှာခိုင်းမယ်ကျွန်မတို့ဒေါက်တာဟိုစီရီဆိုလို့ဘာကြောင့်မဖြစ်နိုင်အောင်မလဲဆိုတာဘာလို့ဆိုအရေးကြီးတယ်လေနော်အဲ့တော့ဒါကဒီစာပေကြောင့်သူရေးတဲ့စာအုပ်နှစ်အုပ်ကြောင့်သူတို့ရဲ့ဖိလစ်ပိုင်နိုင်ငံကြီးလွတ်လပ်ရေးရသွားတယ်ဆိုတာဒါစာပေရဲ့တကယ်ကိုတက်ရောက်တဲ့အကျိုးကျေးဇူးပဲလို့ကျွန်မယူဆပါတယ်တကယ်လည်းယုံကြည်ပါတယ်ဒါပေမဲ့သူကအဲ့လိုရေးလိုက်တဲ့အချိန်မှာသူကတော့ကံမကောင်းဘူးပေါ့နော်သူ့တော့တော်လှန်ရေးသမားအနေနဲ့တိုင်းပြည်ရဲ့တစ္ဆာဖောက်တိုင်းပြည်စာသူအုပ်ချုပ်သူတွေကိုတစ္ဆာဖောက်တော်လှန်ပုံကံနဲ့သူဆိုပြီးတော့တပုံလို့တတ်မှတ်ပြီးတဲ့နောက်ကိုသူကိုတည်တံပေးလိုက်ကြတယ်တည်တံပေးလိုက်တဲ့အဲ့တည်တံပေးလိုက်တဲ့နေ့ကျွန်မမှတ်ပြီးတယ်ဒီဇင်ဘာ30ရက်1892ခုနှစ်လားဒီဇင်ဘာ30ရက်မှာသူဆုံးသွားတယ်အဲ့ဒါစာပေကိုကျမအောင်စာပေဟာဘာလို့မဆိုပြုပြင်ပြောင်းလဲပြီးလို့ရတယ်ဆိုစိတ်ကိုကျမတို့ဆွဲအောင်လုပ်ပြီးလိုက်တယ်ဒါကျမငယ်ငယ်လေးကဖတ်ခဲ့ရတဲ့စာအသက်ကြီးလာတော့အဲ့ဒီဟာကိုပို့ပြီးတော့ဘယ်မှာပို့ဖတ်ရလဲဆိုတော့ဆရာမကြီးတော်ခင်မျိုးချစ်ရေးတဲ့ဆရာမကြီးကသူကလောင်နာမည်ရေးတယ်သူစာရေးတယ်သူဘာကြောင့်စာရေးတယ်ဆိုတာကိုသူရှင်းပြတယ်စာတစ်ပုဒ်ရှိပါတယ်ကျမအဲ့စာရဲ့ခေါင်းစဉ်ကိုတော့သိချင်မှတ်ပြီးတော့သူအရေးတဲ့စာထဲမှာကျမတွေ့ရတာဆိုတော့ကျမသိအားကြတယ်မြန်မာစာပေလဲဒီလိုပဲစာပေရဲ့အကျိုးကျေးဇူးဟာဘယ်နိုင်ငံမှာမဆိုအတူတူတက်ရောက်တာပဲစာဖတ်သူပုံမှာအတူတူတက်ရောက်တာပဲလို့ကျမလည်းအားရတက်ပါတယ်ဒါကျမအနည်းဆုံးပြောတဲ့ပညာပုဒ်တာအဆင့်တယောက်ယောက်ကိုအုံနောက်ကိုပို့ပြီးတော့ညံပွင့်သွားအောင်လုပ်ပေးနိုင်တဲ့စာပေရဲ့အရည်ချင်းပေါ့နော်အဲ့ဒါကိုကျမပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကအဲ့ဒါပြီးလိုက်တဲ့နောက်မှာကျမတို့စာကိုဘယ်သူတွေကဘယ်လိုရေးကြတယ်လဲစာပေကိုဘယ်သူတွေကဘယ်လိုတတ်မှတ်တယ်လဲကျမဖတ်ခဲ့တဲ့စာတွေထဲမှာစာပေဆိုတာဘာလဲဆိုတဲ့စာအုပ်တွေလည်းအများကြီးရှိတယ်ဆိုတော့ကျမပြောတဲ့ယတ္တစာပေရဲ့အခွင့်ယတ္တစာပေရဲ့ဒီတိုင်းယတ္တစာပေရဲ့တဘောဆရာကြီးဆိုကြည်ရေးခဲ့တာအဲ့ဒါမျိုးပါပဲစာပေရဲ့အကြောင်းကိုဥပေမောင်တင်လို့ရေးခဲ့တဲ့စာတွေဆရာချင်းမြင့်သူဝင်လို့ရေးခဲ့တဲ့စာတွေဟိုအရင်ကတည်းကကျွန်တော်တို့ဖတ်ခဲ့ရတဲ့စာတွေအဲ့ဒီစာတွေထဲမှာကြည့်လိုက်ရင်အများကြီးပဲစာပေမှာပါလဲဒါပေမဲ့တလုံးနဲ့ပေါ့နော်ဒီနေ့ဆက်ဆက်နားလည်အောင်တွက်ကိုစဉ်းစားမယ်ဆိုရင်စောစောကကျွန်မပြောသလိုပဲလူမှုဘဝကိုထင်ဟပ်ပြီးတော့လူမှုဘဝကိုပေါ်ပြနိုင်တာဒါဟာစာပေပေါ့နော်ဒါအပြင်နောက်ထပ်ဗာစဉ်းစားမိသေးလဲဆိုတော့စာပေဟာစာရေးဆရာရေးတဲ့စာရေးဆရာရေးတဲ့စာဟာစာရေးဆရာရဲ့အတွေးအမြင်ဆရာရေးဆရာရဲ့သူ့ရဲ့ဘဝအတွေ့အကြုံအဲ့ဒါလေးတွေတင်ဟပ်တဲ့အတွက်ဆရာရေးဆရာရဲ့ reflection လို့လည်းပြောလို့ရမယ်လို့ကျွန်မထင်ပါတယ်ကျွန်မစာတစ်ပုဒ်ဖတ်ဖူးတယ်အဲ့ဒါတော့နာမည်ကြီးပြင်သစ်စာရေးဆရာပါရှမ်ပေါ်ဆတ်လို့ခေါ်တဲ့စာရေးဆရာကြီးပေါ့သူကပြောခဲ့တာအဲ့ဒါလေးကျွန်မသဘောကျလို့သူကဘယ်လိုပြောလဲဆိုတော့စာပေကိုရေးတာစာရေးဆရာရေးတယ်ဟုတ်တယ်အဲ့ဒီစာပေကိုစာရေးဆရာရေးတဲ့အခါမှာပြည်သူလူထုအတွက်ရေးတာတဲ့အဲ့ဒါလည်းဟုတ်ပါတယ်အရင်တုန်းကတော့ကျမတို့လိုက်ခဲ့ကြတယ်လေအနုပညာဒီအနုပညာအတွက်အနုပညာဒီပြည်သူအတွက်ဘယ်ဟာမှန်တာလဲပေါ့တခါတချို့ကအနုပညာဟာအနုပညာတက်ပဲပြည်သူလူထုကိုမစင်စားမိဘူးပေါ့ကိုယ့်ရင်ထဲက expression ဆိုတဲ့ပေါ်ပြမှုကိုထုတ်လိုက်တာလို့ပဲတချို့ကပြောကြတယ်ဘာပဲဖြစ်ဖြစ်ကျမတို့ဟာဖတ်တဲ့သူရှိရင်စာဆိုတာအများကြီးတော့ကိုယ့်ကိုချရည်တဲ့စာလေးရှိတာပေါ့နော်ရင်ထဲမှာရှိနေတဲ့ခံစားချက်ကိုဖတ်မဲ့သူမရှိပဲချရည်တာလည်းရှိတာပေါ့တိုးတော့ရေဝရကြည့်လိုက်ရင်တော့ဖတ်တဲ့သူရှိလို့ဖတ်တဲ့သူအတွက်ရေးလိုက်တာကိုအဲ့တော့ဖတ်တဲ့ပြည်သူလူထုလိုကိုလိုတယ်ပေါ့ရန်ပေါ်စာတကအဲ့လိုပြောပါတယ်အဲ့ပြည်သူလူထုဆိုတာကိုပြောထပ်ပြီးပြောလိုက်တယ်စာရေးဆရာဟာပြည်သူလူထုအတွက်စာရေးတာအဲ့လိုပဲပြည်သူလူထုကဘာအင်အားရှိတယ်လဲဆိုတော့ပြည်သူလူထုမှာခွန်အားတစ်ခုရှိတယ်အဲ့ခွန်အားပြည်သူလူထုမှာရှိတော့အခွင့်အရေးအဲ့အခွင့်အရေးကဘာလဲဆိုတော့အရာရာကိုလွတ်လပ်စွာပြောင်းလဲလို့တဲ့စိတ်လွတ်လပ်စွာပြောင်းလဲနိုင်တဲ့ခွန်အားပြည်သူလူထုမှာရှိတယ်ဒါကြောင့်စာရေးဆရာဟာပြည်သူလူထုအတွက်ရေးတယ်ဆိုတော့ကျမတို့အားလုံးမှာဒေါက်တာရိုစီရီဇော်လိုပဲကျမတို့အားလုံးကပြည်သူလူထုအတွက်ရေးတယ်အဲ့ပြည်သူလူထုကိုမျှော်ပြီးတော့ပြည်သူလူထုရဲ့အားကိုမျှော်လင့်ပြီးတော့အားကိုပြီးတော့ရေးတာသူတို့ဟာအရာရာကိုတခုတည်းမဟုတ်ဘူးအရာရာကိုသူတို့စိတ်ကြိုက်လွတ်လပ်စွာပြုပြင်ပြောင်းလဲနိုင်တဲ့အင်အားအခွင့်အားသူတို့စီမှာရှိတယ်ကျွန်မသိတဲ့ဘောကြတာပဲအဲ့တော့စာပေကိုစာရေးဆရာရေးတယ်ပြည်သူတွေရေးတယ်ပြည်သူလူထုဟာအရာရာကိုသူတို့စိတ်ကြိုက်သူတို့အနေနဲ့လွတ်လပ်စွာဖန်တီးနိုင်စွမ်းသူ
သို့မဟုတ်ပြုပြင်နိုင်စွမ်းရှိတယ်ဆိုတော့စာရေးဆရာနဲ့စာပေနဲ့ပြည်သူလူထုနဲ့အဆက်တည်းပြီးတော့အဲ့ပြည်သူလူထုဟာနိုင်ငံမှာရှိနေသူတွေဖြစ်တယ်ဒါကြောင့်နိုင်ငံရဲ့အပြောင်းအလဲမှာပြည်သူလူထုဟာဘယ်လောက်ထိများလုပ်ပေးနိုင်မှာလဲကျမအလိုအကောင်းညှော်လင်းချက်နဲ့ကျမစာတွေကိုလည်းဖတ်ပါတယ်စာတွေကိုလည်းအများကြီးရေးပါတယ်